ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝထဲမှာအလုပ်တွေရှုံနေရင်ဖြေရမယ့်အစာမဝဲတွေအတွက်စိုးရိမ်နေရင်ဒါမှမဟုတ်ရင်လည်းအနာဂတ်မှာဘာဖြစ်မလဲဆိုတဲ့အတွေ့အကြုံတွေနဲ့ရှုပ်ထွေးနေတတ်ပါတယ်ကျွန်တော်ရဲ့စိတ်ဟာစက္ကန့်နဲ့အမျှမနာပဲအတိတ်ကအမားတွေစီကိုပြန်သွားလိုက်အနာဂတ်ကမရေရာမှုတွေစီကြိုတင်ပူပင်လိုက်နဲ့အချိန်ကုန်နေတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်အသက်ရှင်သန်နေရတဲ့အချိန်ကဘယ်အချိန်လဲအဖြေကတော့လက်ရှိကာလပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘဝဇာတ်ကြောင်းလေးတစ်ခုကိုအရင်ပြောပြချင်ပါတယ်အသက်29နှစ်အရွယ် actually ဆိုတဲ့လူငယ်တစ်ယောက်ကကြီးမားတဲ့ဘဝအခက်အခဲအတွေ့အကြုံတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်တညမှာတော့သူဟာမခံမရပ်နိုင်အောင်ဖြစ်လာပြီးအတွေ့လွန်နေတဲ့ငါရဲ့စိတ်ကိုဆက်ပြီးအလိုမလိုက်နိုင်တော့ဘူးလို့တွေ့ခဲ့မိပါတယ်အဲ့ဒီချိန်မှာပဲသူစိတ်ထဲမှာမေခွန်းတစ်ခုထွက်လာခဲ့ပါတယ်ငါဆိုတဲ့သူကတယောက်ငါကိုငါဆိုတဲ့သူကတယောက်ငါအထက်မှာလူ2ယောက်ရှိနေတာလားပေါ့ဒီမေခွန်းကသူကိုစိတ်ရဲ့အကျဉ်းထောင်ကနေလွတ်မြောက်စေပြီးလက်ရှိကာလပြည့်စုံပန်တဲ့ကိုရောက်သွားစေခဲ့ပါတယ်ဒီအတွေ့အကြုံကနေတဆင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေးအတွက်ကဘာကျော်စာအုပ်တော်ဖြစ်တဲ့စာရေးဆရာ Actually ရဲ့လက်ရှိကာလဤစွမ်းအား The Power of Now စာအုပ်ထဲကအဓိကအချက်3ချက်ကိုကျွန်တော်ပြောပြချင်ပါတယ်ပထမအချက်အချိန်ဆိုတဲ့လေစာမှုအတိတ်နဲ့အနာဂတ်ဆိုတာတကယ်တမ်းတော့မရှိပါဘူးလို့ဒီစာအုပ်ထဲမှာရှင်းပြထားပါတယ်အတိတ်ဆိုတာဖြတ်တန်းခဲ့ပြီးတာပြစ္ဆုတ်ပံရဲ့မညံတစ်ခုသာဖြစ်ပြီးအနာဂတ်ဆိုတာရောက်မလာသေးတဲ့ပြစ္ဆုတ်ပံရဲ့ပုံဖော်မှုတစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့မှရှိတာကအခုလက်ရှိအချိန်နောင်ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကလက်ရှိအချိန်ကိုလုံးဝညှင်းပယ်ပြီးအတိတ်နဲ့အနာဂတ်စီမှာပဲပျော်မွေ့နေတတ်ပါတယ်။ဒါကိုသတိပြုမိဖို့အလွန်အရေးကြီးပါတယ်။ဒုတိယအချက်နာကျင်မှုကိုခန္ဓာကျွန်တော်တို့ငယ်စဉ်ကတည်းကကြုံတွေ့ခဲ့ရတဲ့စိတ်ဒဏ်ရာတွေနာကျင်မှုတွေဟာစိတ်ထဲမှာစူပုံပြီးနာကျင်မှုကိုခန္ဓာ pain body အဖြစ်တည်ရှိနေတတ်ပါတယ်။ဒီနာကျင်မှုခန္ဓာကိုယ်ဟာသင်ကိုအဆိုးမြင်စိတ်တွေဒေါသတွေဝမ်းနည်းမှုတွေပိုဖြစ်အောင်လှုံ့ဆော်ပေးပြီးသူရဲ့ဖြစ်တည်မှုကိုဆက်လက်ရှင်သန်စေပါတယ်။ဒါကိုကြော်လွှားဖို့ဆိုရင်စိတ်ရဲ့အကဲဖြစ်သူအဖြစ်ပြောင်းလဲပြီးဒေါသဒါမှမဟုတ်ဝမ်းနည်းမှုတွေဖြစ်လာတဲ့အခါအဲ့ဒီခံစားချက်ကိုဝေမဖန်ဘဲနဲ့တတိတရားနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။တတိယအချက်မျက်မှောက်ဘဝတွင်တည်ရှိခြင်းလက်ရှိပြစ္ဆုတ်ပံမှာတည်ရှိနေခြင်းကသင်ကိုအကြောက်တရားတွေစီကနေကင်းကွာစေပါတယ်။ Actually ကသင်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကိုသာအာရုံစိုက်ဖို့လမ်းညွှန်ထားပါတယ်။သင်ရဲ့အသက်ရှူမှုကိုသတိပြုပါ။သင်ရဲ့လက်ချောင်းရှေ့ချောင်းလေးတွေရဲ့လှုပ်ရှားမှုကိုအာရုံစိုက်ပါ။ဒီလိုလှုပ်ခြင်းဖြင့်စိတ်ရဲ့အလိုလျောက်တွေးတောနေတဲ့လုပ်ငန်းစဉ်ကိုခဏရပ်တန့်စေပြီးငြိမ်းချမ်းမှုရရှိစေမှာဖြစ်ပါတယ်။ဒီနေရာမှာအားလုံးကိုအံ့ဩသွင်းသွားစေမယ်ကျွန်တော်တို့နေ့စဉ်တွေ့တော့နေတဲ့အတွေ့ပေါင်းထောင်တောင်းချီထဲမှာ90%ကျော်ကအသုံးမဝင်တဲ့ထက်ခါတလဲလဲဖြစ်နေတဲ့အတွေ့တွေသာဖြစ်ပြီးအများစုကတော့အဆိုးမြင်အတွေ့တွေပဲဖြစ်ပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ဟာစိတ်ရဲ့ချုပ်ကင်ခြင်းကိုခံထားကြရတာဖြစ်ပါတယ်သင်ဟာသင်ရဲ့စိတ်မဟုတ်ပါဘူးသင်ဟာသင်စိတ်ရဲ့တွေ့တော့မှုကိုစောင့်ကြည့်နေတဲ့စစ်မှန်တဲ့အတိစိတ်သာဖြစ်ပါတယ်ဘဝကိုပုံမပေါ်ပါလန်းဆန်းစွာဖြတ်တန်းဖို့ဆိုလို့ရှိရင်ပြစ္ဆုတ်ပံရဲ့စွမ်းအားကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒီစနစ်ကိုလက်တွေ့အသုံးချပြီးသင်ရဲ့စိတ်ဖိစီးမှုကိုလျှော့ချကအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့တိုက်တွန်းလိုပါတယ်။ဒီစာအုပ်ရဲ့အသေးစိတ်အချက်အလက်တွေလက်တွေ့ကြတဲ့လေ့ကျင့်ခန်းတွေနဲ့နှက်ချိုင်းတဲ့သင်ခန်းစာတွေကိုအပြည့်စုံလေ့လာရှင်ရင်တော့The Book Hub မြန်မာ YouTube Channel မှာတင်ထားတဲ့စာအုပ်အနှစ်ချုပ်အပြည့်စုံကိုတော့ရောက်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးပဲလက်ရှိပြည့်စုံပံမှာပျော်ရွှင်အေးချမ်းကြပါစေ။